အခုကျွန်တော်ဖတ်ပြမယ့်ကြပြစာအုပ်ကတော့ကြပြဆရာထုံးဝင်မြင့်ရဲ့ရွှေကြီးမျိုးဆိုတဲ့ကြပြစာအုပ်ပါဒီစာအုပ်ပေါ့အဲ့ဒီမှာထူးခြားတာတစ်ခုကခေါင်းစဉ်အသေးလေးပါပါတယ်ခေါင်းစဉ်အသေးက Neo Surrealism စကားပြေကြပြများတဲ့ Neo Surrealism စကားပြေကြပြများဒီကြပြအမျိုးအစားတွေက Neo Surrealism ကြပြအမျိုးအစားတွေပေါ့အဲ့တော့တစ်ခုရှိတာကကြပြရေးသူကကြပြဘောတရားတွေကိုတိဖို့လိုလားမလိုဘူးလားဆိုတော့ပတ်သက်ပြီးတော့စဉ်းစားကြပါလို့ချို့ရတယ်လူတွေလို့ပြောတယ်ချို့ရတယ်မလိုဘူးလို့ပြောတာပေါ့ဒီမှာဆန္ဒမဖြူမှုနဲ့ဆရာထုံးရင်အင်တာဗျူးတစ်ခုမှာဆရာထုံးရင်ဖြေထားတာကကြပြရေးနေတယ်ဆိုမှတော့ကြပြအတက်ပညာကြပြသဘောတရားတွေသိထားဖို့တော့လိုပါတယ်ဒီနေ့ကြပြဟာဘလောက်ရွှေ့လျားပြောင်းလဲလာခဲ့ပြီလေလက်ရှိမပြတ်ဖို့လိုပါတယ်ဒါတော့ဆရာထုံးရင်ရဲ့သဘောထားဖို့ဆရာထုံးရင်ကျွန်တော်စာသိတာကပင်နေလူဖရန့်ကာဖကာကောင်းမှုဆိုတဲ့ကြပြအဲ့ဒီကြပြနဲ့ဆက်ပြီးတော့ကျွန်တော်ဆွဲလန်းသွားတယ်ဆရာကြပြလေးပေါ့နောက်ပိုင်းနဲ့ကျွန်တော်တော့ရှောက်ကြပြကျွန်တော်ဖတ်ပြတယ်လုံချင်းနဲ့ထွက်တယ်ကျွန်တော်ဝေဖြစ်တယ်ပေါ့သူ့ဓာတ်ကြီးကျွန်တော်ဖတ်ပြတယ်မဖြစ်တယ်အဲ့တော့ Neo Surrealismဆိုတာဘယ်လိုလဲဆိုတာလည်းပတ်သက်ပြီးတော့မှနည်းနည်းပြောကြရလို့ရှိပါတယ်ပြောကြဆိုတာကျွန်တော်ပြောရတော့မဟုတ်ပါဘူးဒီမှာဆရာထုံးဝင်ကိုယ်တိုင်ရေးထားတဲ့အမှားစာပေါ့လေအဲ့ဒါကိုကျွန်တော်နည်းနည်းဖတ်ပြချင်ပါတယ်ရွှေကြီးမျိုးကြပြများနဲ့ပတ်သက်ပြီးတော့ Neo Surrealism ဆိုတာကိုပြောစရာဖြစ်လာပါတယ်ပြင်သစ်မှာ1824ကစတင်ပေါ်ပေါက်ခဲ့တဲ့ Surrealism အမှန်တော့အမှုပညာနဲ့အဲ့ဒီနောက်အမေရိကန်မှာအတိတ်ပြန်နဲ့ပေါ်ပေါက်လာခဲ့တဲ့ Neo Surrealism ဘယ်လိုကွာခြားသလဲစကားဝိုင်းမှာရုပ်ကလေးကျွန်တော်ကောင်းမဲ့ပုံပါလေဥပမာနဲ့ပဲရှင်းပြလိုက်တော့မူလပထမ Surrealism ဟာပရှင်ပြပွဲမှာဆင်နွှဲတဲ့ပွဲတဲ့ဥစ္စာနဲ့ထူပါတယ်နောက်မှပေါ်တဲ့ Neo Surrealism ကတော့မြို့ရဲလမ်းပေါ်လွတ်လပ်ပေါ်ပါဝစားသွားလာတဲ့ဝစင်ပုံမျိုးဖြစ်ပါတယ်လို့ပြောဖြစ်လိုက်ပါတယ်ဒါဆရာထုံးရင်ကြီးကြည်ထားတဲ့အမှားဆိုတာပေါ့ဒီကြပြစာအုပ်ကိုတော့ကြပြဆရာမူရီရဲ့နှစ်ကာလများစာအုပ်တိုက်ကထုတ်ထားတာပါထုတ်ပြီးခုနှစ်ကတော့2023မှာဆိုတော့ကျွန်တော်တို့စီမှာကြပြလုံးချင်းကိုထုတ်နေတာကကြပြဆရာတွေလည်းများပါတယ်ကြပြဆရာတွေရဲ့စာအုပ်တိုက်တွေကထုတ်နေကြတာပေါ့လေဆိုတော့အခုကျွန်တော်ရွှေချင်းမျိုးကြပြတွေကပထမဆုံးတစ်ခုဖြစ်တဲ့စန်းစာတော်ရာဆိုတဲ့အပြောင်းကိုဖတ်ပြချင်ပါတယ်စန်းစာတော်ရာ3ရက်လကလေးကိုမီးကြည့်နေရအသက်ရှည်လိုက်တာဟုတ်တယ်မုံတိုင်းတွေမိုးသေးတွေဘလို့ချမ်းတမ်းဝင်တော့ချက်စီကြပြီမဲ့စန်းစာတော်ရာလေးအကောင်းပကတိရှိနေစေပါပဲစန်းစာတော်ရာ3ရက်လကလေးကိုလောဘဒေါသမောဟလက်နဲ့အင်အားတောင့်တင်းမှုတွေအပိုင်သိမ်းမှုအချင်းချင်းကြိုးစားခဲ့မှုကြဒါပေမဲ့တူတစ်ဖွဲ့ပိုင်သိမ်းယူလို့မရပါဘူးစန်းစာတော်တာ3ရက်လကလေးကိုအယုတ်အလက်အမျက်မရှိမီဒီယမ်ဆိုပိုင်ဆိုင်နိုင်ပါတယ်3ရက်လကလေးရဲ့မုံမြတ်မှုကိုသိနားလဲကြတဲ့ထိုင်ပေါ်ထုံးဝင်ကြပြပြီးရစေရတော့2019ဇန်နဝါရီပါ